အခုပြောပြမယ့်ကျမ်းမာရေးကြက်လေးတွေနဲ့ကိုချီရတဲ့သူတွေကိုဆွတ်ရှောက်ပေးလိုက်ပါနှစ်သက်မှာလူကြီးမိဘတွေကိုကြောက်မယ်ဆိုရင်လေအခုလိုကျမ်းမာရေးအသုံးဆောင်လေးတွေကပို့အသုံးဝင်ပါတယ်1 pulse oximeter သွေးခုန်နှုန်းအပြင်အောက်ဆီဂျင်ကိုပါတစ်ခါတည်းတိုင်းတာနိုင်တဲ့အတွက်အခုလိုယောဂထူပြောတဲ့ခစ်ကြီးထဲမှာတော့ဒီလို device တစ်ခုကလိုပါတယ်2 digital blood pressure monitor လူကြီးမိဘတွေအတွက်သွေးပေါင်ချိန်တိုင်းတဲ့ဆက်တစ်လုံးကတော့လိုပါတယ်ပုံမှန်လက်နဲ့ဖိညက်ရတဲ့ပဓာတ်ဆက်ထက်အခုလို digitally automatic တိုင်းတာပေးတဲ့ဆက်လေးကမတိုင်းတတ်တဲ့သူတွေတော့တိုင်းပေးရတာပိုလွယ်ပါတယ်3 thermometer အိမ်မှာခါပြီးဟေ့ဆိုကိုဘူးဘလောက်ရှိလဲလက်နဲ့ခံမတိုင်းနေတဲ့အကျင့်မျိုးကိုချလိုက်ပါပဓာတ် thermometer ဖြစ်ဖြစ် digital infrared thermometer ဖြစ်ဖြစ်ကိုအပူချိန်ကိုတိတိကျကျတိုင်းတာနိုင်တဲ့အတွက်အဖျားကြီးတာရင်ဘယ်လို action ဆက်ယူရမလဲဆိုတာကိုပြီးနိုင်မှာပဲဖြစ်ပါတယ်4 glucometer စီးကြောယောဂဝေဒနာရှင်တွေအတွက်တော့သွေးတွင်းအချို့တက်ကိုတိုင်းတာဖို့ဒီဆက်လေးတစ်လုံးကတော့မဖြစ်မနေလိုပါတယ်စီးကြောတိုင်းတာတဲ့ procedure ကတော့သွေးဖောက်ထုတ်ပါတာဖြစ်တဲ့အတွက် infection ဖြစ်နိုင်ခြေရှိလို့ professional တယောက်ဒါမှမဟုတ်အိမ်မှာကျွမ်းကျင်သူရှိမှသာလုပ်ဆောင်ပါair purifier လူနေထူတတ်လို့ဖုံမုံနဲ့မီဂိုတွေပြည့်နေပြီးလေထု quality ကျဆင်းနေတဲ့နေရာမျိုးမှာနေတယ်ဆိုရင်လေထုတန့်စင်စက်တစ်ခုကလိုအပ်ပါတယ်လူကြီးသူမတွေကလေးသက်ငယ်တွေအတွက်အသက်ရှူရတာအထူးကောင်းမွန်စေပါတယ်